နမတော်မြို့နယ်တရားတော်ကျောင်းတိုင်းမဟာကရဝေဖတ်တန်းကျောင်းတိုင်းအနန္တစိတ်ဇဝုထေကောင်စေတော်မြတ်ကြီးခင်သုံးတဲ့ကျောင်းဆောင်တော်ကြီးရေသက်ချက်ဘုရားပွဲနဲ့ဖတ်တန်းကျောင်းဆရာတော်မဟာကရဝေဖတ်တန်းကျောင်းဆရာတော်ဝင်းနေရှင်ဒေါက်တာရှင်စန္ဒီမာကြီးသက်တော်45နှစ်ပြည့်ဝိဇာတဝိနေလူဝဲခန္ဓာအစီအစဉ်များပါဗျာအစီအစဉ်လေးရယဝေနေတိတိကကြောင်းရှိကဘုရားဘုံတော်ဆရာတော်ကံတော်ရှင်သူမြတ်နဲ့ဓမ္မပရိသတ်အပေါင်းတို့မှာနမောတတ္တလုံးကျင်တမန်ရွတ်ဆိုပူဇော်၍အခမ်းအနားစတဲ့ခေါင်းလေးမှာဖြစ်ပါလိမ့်ခင်ဗျာနမောတတ္တဘဂဝါတောဣတိယယောသမ္မာဗုဒ္ဓတ္တနမောတတ္တဘဂဝါတောဣတိယယောသမ္မာဗုဒ္ဓတ္တခန္ဓာစီစဉ်လေးရမြို့နယ်သံဃာနာယကဥက္ကဋ္ဌတက်တော်ဆရာတော်ဘုရားမှာဓမ္မပရိသတ်ပေါင်းတို့အားသုံးပါအစုံမြတ်တရားနာပုံနဲ့မဟာပါတိကတို့အားချစ်မြတ်ပေးသနာပါရဘုရားတပည့်တော်ရုပ်ကျေစွာလျောက်တာပါတိဆရာတော်ရှင်တင်ပြဗျာဘုဖြစ်ပါသောကြောင့်တပည့်ဒိုင်ကာမှာဓမ္မပရိသတ်ပေါင်းတို့မှာဩကာသပရောဂျိုညီညာဖြတ်ရှိခိုးပရောကြပါဘုံစုပရောစေပေါင်းတို့ဩ